ဒီနေ့ဟောမယ်တရားပရိသတ်ရဲ့တရားရှိမရှိဒါနဲ့ကြည့်တယ်ဗာတရားလဲတရားရှိမရှိဒါနဲ့ကြည့်ပါဗျာဘုန်းကြီးတို့တစ်ခါဓမ္မကြီးတွေလာလျှောက်ကြတယ်ဘုန်းကြီးဗျာဘယ်ဆရာတော်ကြီးကတော့ယဟန္တာလို့ပြောတယ်ဘယ်ဆရာတော်ကြီးကတော့ဘာလို့ပြောတယ်ခဏခဏလာမေးတယ်အဲ့ဒါဟုတ်လားဖေဟာဩခွက်ကြပြီမဟုတ်ဘူးလို့ပြောရမှာလဲဟုတ်နေအခက်ဟုတ်တယ်လို့ပြောရမှာမင်းလည်းကိုကလိန်ပြောတာအခက်အဲ့တော့ဒါတွေဟာဘုန်းကြီးတို့ပြိတ္တိုင်ဒီနေ့ပေါ့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာယဟန္တာမြတ်စွာဘုရားလက်ထက်ကခုနှစ်နှစ်သားရွယ်တွေလည်းယဟန္တာဖြစ်တာရှိတာပဲသောပါကတို့ပဏိတတို့ယေဝတတို့သုမနာတို့ဒီနေ့မျက်မှောက်ခက်မှာတော့ယဟန္တာဆိုရင်အသက်30 40နဲ့ယဟန္တာဖြစ်တယ်လို့ဘယ်သူမှမပြောဘူးဟိုတက်တော်ကြီးတုံတုံကြီးဆရာတော်ကြီးတွေ80 90ဆိုရင်ယဟန္တာအဲ့ဒါယဟန္တာဆောမစားတာကဘလောက်ကြာပြီလေရေမတောက်တာကဘလောက်ကြာပြီလေအဲ့ဒါယဟန္တာတခါကြာရင်တို့မှတ်တမ်းတင်ထားတဲ့အခွေလေးတွေခါကြာရင်ကြည့်ရလာပို့တယ်ဘုန်းကြီးရှိဘူးဘုန်းကြီးအဲ့ဒါဆရာတော်ကြီးယဟန္တာလို့ပြောတယ်ဗျာတိတ်ခွေလေးဝယ်လာတယ်ကြည့်ပါအောင်ဘုန်းကြီးတို့ကဘာမှမဝေးပါမအောင်ဟုတ်တော်ရှိမဟုတ်တော်ရှိအဲ့ဒါသူကိစ္စသို့တော့နောင်ခါများဘယ်ဆရာတော်မဲ့ယဟန္တာဘယ်ပုဂ္ဂိုလ်တော့ဘာဖြစ်နေတယ်လို့ဆိုရင်တော့တရားနဲ့ပညာတော့တွဲထားရမယ်ပရိသတ်ရေဘာနဲ့တွဲရမလဲတရားနဲ့ပညာတွဲရလိမ့်မယ်ဘုန်းကြီးတို့ဗုဒ္ဓဘာသာလူမျိုးကတရားသိအားကောင်းတာပညာကြတဲ့အခါကျတော့လိုက်မမီဘူးအဲ့ဒီပညာဟာဘယ်ကရမလဲတရားနာရင်အဲ့ဒီအသိပညာတွေရမယ်တရားစာပေတွေဖတ်ရင်အဲ့ဒီအသိပညာတွေရတရားနာဖို့လည်းမပြင်းအောင်စာဖတ်ဖို့လည်းမပြင်းအောင်တိတ်ခွေဘုန်းကြီးကြီးရောက်လာတယ်ဆရာတော်ကြီးဟန္တာလို့ပြောတယ်ဘုရားတဲ့ဘုံကြည့်ပါအောင်ကြည့်တယ်ဘုန်းကြီးအဲ့တိတ်ခွေအစဆုံးကြည့်လိုက်တယ်သူတို့တော့ဘာမှမပြောပါဘူးအဲ့ဒီဆိုတော့ကြီးယဟန္တာလို့ဆိုတော့အဲ့ဒီဆိုတော့ကြီးနောက်ကနေဗီဒီယိုတောက်လျှောက်လိုက်ပြီးတော့ရိုက်နေတာပရိသတ်ရိုက်နေဆိုတော့ကြီးအခန်းထဲကြွသွားတာခန်းထဲကြွတော့အခန်းကလေးမှာထိုင်နေတာအဲ့ဒါကမကြီးတယောက်ကဝင်သွားပြီးတော့ဆရာတော်ကြီးကိုဝတ္ထုသွားကတ်တယ်ဝတ္ထုသွားကတ်တဲ့အခါကျတော့အဲ့ဒီဆရာတော်ကြီးကအဲ့ဒီဝတ္ထုဘလောက်တုံးဆိုတာကိုအဲ့ဒီစာအိတ်ထဲကဖောက်ပြီးတော့ဝတ္ထုရည်နေတဲ့ပုံကိုဗီဒီယိုထဲမှတ်တမ်းတင်လိုက်တဲ့အခါကျတော့သွားရောဘုန်းကြီးတို့တမ္မန်ဒီလိုယဟန်များတော့ဝတ္ထုကင်ခွင့်မရှိဘူးယဟန္တာဆိုတာတော့ပြောမနေနဲ့နော်တမ္မန်ယဟန်တဲ့ဝတ္ထုကင်ခွင့်မရှိဘူးဒကာဓမ္မတွေစိတ်ချမ်းသာအောင်ကဟဲ့လုံနေတာဝတ္ထုကင်ခွင့်မရှိဘူးအဲ့တော့ဘုန်းကြီးပြောချင်တာကဒီဗီဒီယိုရိုက်သမားကလည်းပဲဒီပုံထိအောင်လိုက်မရိုက်သင့်ဘူးဆရာတော်ကြီးကရင်ပေါ်ထိုင်ပြီးတော့ဝတ္ထုကတော့အဲ့ဒီစာရေးဖောက်ပြီးဆရာတော်ကြီးကဝတ္ထုတွေဘယ်နှရွက်တုံးဆိုတော့ရေးနေတယ်ဆိုတော့ယဟန္တာကဒီလိုမျိုးမလုပ်ဘူးအဲ့ဒီတော့ပြောချင်နေတာကကနေဘုန်းကြီးဗာပြောနေတယ်လေနော်နောက်ကိုထူးဆန်းဆန်းအံ့ဩဖွယ်ရတယ်ကြားလာအောင်ပဲခက်ကောကအဲ့ဒါဗမာမြင့်ယဟန္တာဗမာမြင့်ဘာပုဂ္ဂိုလ်ဗမာမြင့်ဝိဇ္ဇာဘယ်သူကတော့ဘာတွေလှုပ်ပေးနေတာနော်ထာပြောရင်ကိုတရားကရှင်မမို့လို့တူပဲပြောပြရစီပရိသတ်အဲ့ဒါသူများပြောတိုင်းမယုံနဲ့ဘာလဲပရိသတ်ညာပြောတိုင်းမယုံနဲ့နော်ပညာလေးနဲ့လည်းလိုက်အောင်ဘာနဲ့လိုက်ရအောင်လဲဒါတော့ပြောရင်သဘောပေါက်ပြီမို့လားဘယ်နာမှာဘသူကဘာလုပ်ပေးတာတဲ့ဘသူတွေဘာပြောက်သွားတာတဲ့ဘယ်လိုတဲ့ညာလိုတဲ့အိုးတယ်လီဖုန်းတခွန်နဲ့ဘုန်းကြီးခါနာနေတယ်တော့ဘယ်နာမှာဘသူကကုနေတာကြွသွားပြောတယ်တိုက်တွန်းတယ်သွားဖို့ဘုန်းကြီးကမပြောက်ရင်နေမသွားဘူးမနေ့ကခါနာတယ်ဘာဖြစ်လဲဆေးသွားထိုးပါတယ်ညကြမှာမတတ်နိုင်တော့နေလို့ပုံရတော့ဆေးဘာဖြစ်လဲဒီနေ့သက်သာသွားတာသက်သာလို့ခေါ်နိုင်တာဟုတ်လားအဲ့တော့တို့တို့တာတွေစိတ်တာတွေမန်းတာတွေမှုတ်တာတွေကခန္ဓာတာလောလောဆယ်ကိုယ့်ကိုသက်သာအောင်ပဲလုပ်တယ်ဒါကဘုန်းကြီးရဲ့ခံချက်ကိုဘုန်းကြီးပြောတာထားလိုက်တော့အဲ့တော့တရားရှည်သွားမယ်အဲ့တော့ပုဂ္ဂိုလ်တရားပေါ်လေပရိသတ်ရဲ့ဘယ်သူပဲဖြစ်ပေါ့တရားရှိမရှိဆိုတာကိုယဟန္တာဘာလျှောက်ဘူးတယ်ယဟန္တာဘာလုပ်ဘူးလဲဧကံသမယံဘဂဝါသာဝဋ္ဌိယံဝိဟာရတိဇေတဝနေဧကံသမယံခရဝါစေတော်ငါဘဂဝါဘုန်းတော်6ပါးတခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝဋ္ဌိယံသာဝဋ္ဌိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိဋိကတအနာတပိဂုံသိမ့်ပြန်မွေးရှင်တထေဤအာရမေနှလုံးမွေလျောပြောဝရကောင်းဆောက်လုပ်ရလူရအပ်သောဇေတဝနေရေတွန်ခေါ်ကြောင်းနိုင်တော်မှာဝိဟရတိယပထာလေးလီဖြင့်မြညီရွှေပြုံးတရင်သုံးငါစံပဲတော်မူခဲ့ပါပေတည်း
ဘုံတော်6ပါးတခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်သာဝတိပြမောစေတော်ခေါ်ကြောင်းတိုက်တော်မှာယဗရလေးလီဖြစ်မြတ်ကြီးရွှေမြုံသရင်သုံးစံဘဲတော်မူနေစဉ်ကာခါလယဟန်တပါကြောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဓမ္မဝိဟာရီဓမ္မဝိဟာရီတိဗန္တိဝုစတိကိတ္တဝတ္တနုခောဗန္တိဘိက္ခုဓမ္မဝိဟာရီခောတိတိဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဓမ္မဝိဟာရီတရားဖြစ်နေလေရှိသောသူဝါတရားရှိသောသူတရားရှိသောသူဣတိဤသို့ဝုစတိခေါ်ဆိုအပ်ပါတယ်ဘုရားဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားကိတ္တဝတ္တအဘယ်မြောက်လောက်သောနေခြင်းဖြစ်ဝါဘလို့နေတဲ့ပုဂ္ဂိုလ်ကိုအဘယ်မြောက်လောက်သောနေခြင်းဖြင့်ဘိက္ခုယဟန်သည်ဓမ္မဝိဟာရီတရားဖြင့်နေလေးရှိသောသူမည်သည်ဟောတိနုခောဖြစ်ပါသလဲဖရာဣတိဤသို့ဘဂဝတံဘုံတော်6ပါးတခင်ဘုရားရှင်ကိုရောမြတ်ကြီးကိုအဝေါ်စားရွှေနဲ့တော်ကြောင်းအောင်ကောင်းစွာမသွေလျောက်ထားမေးမြန်းလိုက်ပါပေပြီတကားဆိုလိုက်ပါယဟန်တပါမြတ်ဖရာလျှောက်ထားမေးလေပြီယဟန်တပါမြတ်ဖရာလျှောက်ထားမေးလေပြီအဘယ်သူမှတရားဖြစ်သာနေတာခေါ်ရမည်အဘယ်သူမှတရားဖြစ်သာနေတာခေါ်ရမည်ယဟန်တော်အားမြတ်ဖရာဟောကြားလေတော့သည်ယဟန်တော်အားမြတ်ဖရာဟောကြားလေတော့သည်ဣဒံဘိက္ခုဘိက္ခုဓမ္မပရိယပုဏ္ဏတိသုတ်တံကေယံဝေယကရဏံဂါထာဥဒ္ဒနာဣတိဝုဒ္ဒကဇာတကအဘုဒ္ဓဓမ္မဝေဒလံဖရာရဲ့အဖြစ်ကจิตာတဲ့ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်ငါဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ပရိယတ္တိဓမ္မလို့ခေါ်တဲ့ပိဋကသုံးပုံနိကေ9ရပ်ဓမ္မခန္ဓာစာပေတွေကိုသင်ကြားပို့ချပြီးတော့အဲ့ဒီဓမ္မခန္ဓာစာပေတွေကိုသင်ကြားရင်နဲ့သောတာယဓမ္မပရိပတ်တိယဒီဝသန္တိနာမေတိစာတွေကိုသင်ကြားရင်နဲ့ပဲနေ့တွေနှစ်တွေလတွေအချိန်တွေကိုကုန်လွန်စေခဲ့တယ်ရိဇတိပฏิသလနာနာနုယုံဇတိဣဇတံစေတောသမထံယောဘိကိုခြင်းယဟန်သည်တဲ့ပฏิသလနာတပါးတဲ့ကမ္မထံတရားနဲ့တပါးတဲ့ကမ္မထံတရားနဲ့နေထိုင်ခြင်းကိုရိဇတိပဲဆို၏ဣဇတံမိမိခန္ဓာအစဉ်၌စေတောသမထစိတ်ဤនិဝရဏငြိမ်းချမ်းဖြစ်တဲ့သမထကမ္မထံကိုဝါသမာဓိတရားကိုနာအနုယုံစတိအာမထုအယံဘိက္ခုပရိယတ္တိဘဟုလောနောဓမ္မဝိဟာရိဘိက္ခုယဟံအယံဘိက္ခုယဟံကိုဝါပရိယတ္တိတရားကိုသာသင်ယူ၍သမထကမ္မထံတရားအာမထုသောဒီယဟံကိုပရိယတ္တိဘဟုလောသင်ယူမှု၌သာများသောယဟံဟု၍ဩဇတိဆို၏ဓမ္မဝိဟာရီတရားဖြင့်နေလေးရှိသောသူဟု၍နောဝုဇတိမဆိုအပါဣတိဤသို့ဘဂဝါဘုံ6ပါးတခင်ဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကောင်းစွာမသွေဖြေကြတော်မူလိုက်ပါပေတည်းဆိုလိုက်စားမှာတရားပေစာသင်၍သာအချိန်မှကုန်နေသည်တရားပေစာသင်၍သာအချိန်မှကုန်နေသည်တပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီတပါးတည်းသာ
စိတ်ငြိမ်ရာနေတာစွန့်လေပြီကိုယ်တွင်တန်တံကိလေယံငြိမ်းရန်မထုတ်ပြီကိုယ်တွင်တန်တံကိလေယံငြိမ်းရန်မထုတ်ပြီပရိယမှာမြောက်များစွာသင်္တာခေါ်ရပြီပရိယမှာမြောက်များစွာသင်္တာခေါ်ရပြီတရားဖြင့်သာမနေပါဘဂဝါမိန့်တော်သည်တရားဖြင့်သာမနေပါဘဂဝါမိန့်တော်သည်ပရိယတိစာပေတွေကိုဘိယတိုက်ကိုရင်ဝါကတင်ကိုရင်ကနေဥစဉ်ဖြစ်ဥစဉ်ကနေဘုန်းကြီးဖြစ်ဘုန်းကြီးကနေစတော်ကြီးဖြစ်ဒါကဘုန်းကြီးတွေဘက်ကပြောတာအဲ့ဒါပရိယတိတွေကြီးသင်ပြီးတော့တသက်လုံးပရိယတိနဲ့နေသွားပြီးတော့မိမိရဲ့အတွင်းတဏ္ဍာမှာဖြစ်နေတဲ့နိဝရဏတရားတွေကာမေသနာနိဝရဏဗျာပါဒနိဝရဏထိဏမိတ်တနိဝရဏအစရှိသည့်အဖြစ်ဖို့နိဝရဏတရားတွေငြိမ်းအေးရငြိမ်းအေးကြောင်းဖြစ်သောသမထကမ္မထတရားကိုအာမထုတ်ဖဲနဲ့နေသွားရဲ့တဲ့အဲ့ဒီယဟန်တော်မျိုးကိုပရိယတ္တိဘခုလယဟန်လို့ခေါ်တယ်တဲ့တရားပြန်နာတော်မရဲ့တိုင်ပရိယတ္တိဘခုလယဟန်ဘာယဟန်နဲ့လဲဓမ္မဝိခာရိယဟန်လို့မခေါ်ဘူးတဲ့ဓမ္မဝိခာရိဆိုတာတရားနဲ့နေတာဓမ္မဝိခာရိဆိုတာဘာနဲ့နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပရိယတ္တိဝိခာရိပုဂ္ဂိုလ်လို့ခေါ်တယ်တဲ့အဲ့ဒါတစ်ချက်မှအဲ့တော့ဒီနေရာမှာဘုန်းကြီးတို့တရားဓမ္မတွေလည်းပဲဘာလို့ကြတယ်လဲတရားပွဲရှိရင်တရားနာသွားတယ်တရားပွဲရှိရင်ဘာလို့လဲဥပုံနေတွေမှာလည်းပဲတရားမနာဘူးလားအိမ်မှာလည်းတိတ်ခွေတွေပါတယ်ဖွင့်ပြီးတော့တရားမနာဘူးလားတရားတွေတော့နာတယ်တဲ့တရားနာတာကိုဘုန်းကြီးတို့စာပေမှာပရိယတ္တိသင်တယ်လို့ခေါ်တယ်ဘာသင်တာလဲဒါပေမဲ့အခုချိန်တရားနာနေတယ်ဆိုတာပရိယတ္တိသင်နေတာတရားနာနေတာကဘာသင်နေတာလဲပရိယတ္တိတရားတွေကိုနာကြားသင်ယူထားပြီးတော့တရားတွေကိုနာယုံနဲ့ပဲကျေနပ်နှစ်သိမ့်နေမယ်ဆိုရင်အဲ့ဒီအမျိုးသားအဲ့ဒီအမျိုးသမီးကိုပရိယတ္တိဘခုလပုဂ္ဂိုလ်တဲ့ဗါတယ်လေပြောတရားဝဲဆိုရှေ့ဆုံးကရောက်တယ်တိတ်ခွေဆိုဖွဲဟဲ့တနေ့လုံးနာတယ်အဲ့ဒါတရားနာရင်းနဲ့ပဲဏိကုံးချုပ်သွားတာအဲ့ဒီပုဂ္ဂိုလ်မျိုးပရိယတ္တိဘခုလပုဂ္ဂိုလ်တဲ့ဒါကြောင့်ဆိုလိုက်စမ်းမှာညစဉ်ဓမ္မသဘင်ဝင်သင်နေကြပြီညစဉ်ဓမ္မသဘင်ဝင်သင်နေကြပြီသင်ပြီးတရားမကျင့်ညာဖယားမကြိုက်ပြီသင်ပြီးတရားမကျင့်ညာဖယားမကြိုက်ပြီထိုကြောင့်သူငါသင်ပြီးကကျင့်ကနေရမည်ထိုကြောင့်သူငါသင်ပြီးကကျင့်ကနေရမည်ပုဏ္ဏဇာပရံဘိက္ခုယထာတုတံယထာပရိယတ္တိဓမ္မံဝိဋ္ဌာရေနပရိတံဒေသိတိနောက်တစ်ပါးဘုရားဆက်ဟောတယ်จิตသားယဟံပရိယတ္တိဓမ္မတွေကိုကိုယ်တိုင်လည်းသိယူတတ်မြောက်ထားတယ်အဲ့ဒီတတ်မြောက်ထားတဲ့ပရိယတ္တိဓမ္မတွေကိုအကျယ်အားဖြင့်သူတော်ဘာတွေကိုလည်းပြန်သင်ပေးတယ်ဟိုပရမဥဒုပုဂ္ဂိုလ်ကသူသင်နေတာပဲရှိတယ်ဒုတိယပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်သင်တယ်သင်ပြီးတော့သိတဲ့တရားတွေကိုဘာလို့လဲတဲ့သူများတွေကိုလည်းပြန်သင်ပေးတယ်ပြန်ပြီးတော့လည်းပရိသတ်တွေခေါ်ပြောပြတာဆိုဆုံးပါတယ်ဓမ္မခရိကပုဂ္ဂိုလ်တွေနဲ့ဆိုင်သွားပြီကိုယ်တိုင်လည်းသင်တယ်သူများလည်းပြန်ပို့ချပြီးတော့လည်းပဲအကျယ်အားဖြင့်သူများကိုလည်းပြန်ဟောပြတယ်တဲ့ဒါပေမဲ့လို့ဘိသတ်ရဲ့သူကိုယ်တိုင်ကတော့သမထကမ္မထတရားရဲ့စိတ်
အညစ်အကြေးဖြစ်တဲ့နိဝရဏတရားတွေငြိမ်းရငြိမ်းချောင်းသမထဝိပဿနာဘာဝနာသမထကမ္မထတရားအာမထုတ်ဘူးဆိုရင်အဲ့ဒီယဟန်မျိုးကိုပညာတိဘဟုလဘိက္ခုပညာတိဘဟုလဘိက္ခုဟူ၍ခေါ်ဆိုရမယ်လို့ဘဂဝါဘုန်းတော်6ပါးသခင်သမညုဘုရားရှင်ကိုရောမြတ်ကအဝေါ်စားကောင်းစွာမသွေပြောကြတော်မူလိုက်ပါပေတည်းဆိုလိုက်ပါသင်ကြားပြီးလေခေါ်ပြီးနေအချိန်နေကုန်စေပြီသင်ကြားပြီးလေခေါ်ပြီးနေအချိန်တွေကုန်လေပြီတပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီတပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်မထုတ်ပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်မထုတ်ပြီပညာတိဘဟုလထိုနာမခေါ်ရသူအမည်ပညာတိဘဟုလထိုနာမခေါ်ရသူအမည်ဟောလိုက်တဲ့တရားပရိသတ်ရဲ့နေပွဲညာပွဲနားတယ်သိတယ်သူများလည်းပြန်ဟောတယ်ပြန်သင်ပေးတယ်သို့တော်လည်းပဲကိုယ်တိုင်စိတ်နေရကမ္မထမ်းကြောင်းလေးတဲ့ဝင်ပြီးတော့သို့မဟုတ်တဲ့တပည့်ချင်းဝါတပည့်အောက်ဝါသွားပြီးတော့ကမ္မထမ်းတရားကိုအာမထုတ်ဘူးတဲ့တပါးတဲ့သာစိတ်ငြိမ်းရနေတာစွန့်လေပြီစိတ်ငြိမ်တဲ့အရာကိုစွန့်ထားတယ်ပရိသတ်နဲ့ဒကာဒကမတွေနဲ့ဟောလိုက်ပြောလိုက်သွားလိုက်လာလိုက်ကဲအဲ့ဒီလိုနေပြီးတော့တပါးတည်းသာစိတ်ငြိမ်းရနေတာစွန့်လေပြီကိုယ်တွင်တန်တန်ကိလေသာငြိမ်းရမထုတ်ပြီကိုယ်တဏ္ဍာမှာရှိနေတဲ့ဘဝများစွာတဏ္ဍာကပါလာတဲ့လောဘဒေါသမာမာနရာဂကိလေသာတွေကိုစွန့်ဖို့လို့ခွာဖို့လို့တိုက်ထုတ်ဖို့လို့ဒီအလုပ်ကိုမလုပ်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကိုပညာတိဘဟုလယဟန်လို့ခေါ်တယ်ထိုနည်းတူစွာပဲနော်ဘုန်းကြီးတို့တရားဓမ္မတွေဘက်ကလှည့်ပြောကြစို့တရားဝဲတွေမှာဘယ်နာမှာတရားဝဲဆိုသွားလိုက်နာလိုက်ဟေးကားလာကြိုးတယ်လိုက်ကြဆိုညတိုင်း3ညလုံးသွားတာဗျာ9ညလုံးသွားတာဗျာတပည့်တော်တို့ကတော့ဗျာဟုတ်ပြီသွားပါနာပါအဲ့ဒီနာလို့ကိုယ်သဘောကြတယ်ဟောတရားခွေတွေဝဲတယ်နော်အိမ်မှာလဲကိုယ်တိုင်နားထောင်တယ်နားထောင်ပြီးတော့အိုးဒီတရားလေးကောက်လိုက်တာဆိုပြီးတော့ဘာလို့လဲသူများကိုဖြန့်ပေးတယ်သူများကိုဘာလို့လဲဒီတရားလေးနာကြည့်သားမှာကောင်းလုံးလုံးမှာတော့ဓမ္မဒါနတရားခွေတွေဝေတယ်ဒီလိုပဲသူလုပ်တယ်တဲ့ကိုကြိုက်နှစ်သက်တဲ့တရားခွေတွေကိုယ်တိုင်လဲနာတယ်သူများကိုလည်းပဲဓမ္မဒါနဖြန့်ချီပေးလှူတယ်တဲ့သို့တော့အဲ့ဒီတရားထဲမှာပါတဲ့အတိုင်းလိုက်နာခြင်းကြင်ညာခြင်းအာမထုတ်ဘူးတဲ့မလိုက်နာဘူးတဲ့မကြင်ညာဘူးတဲ့တပါးတဲ့စိတ်နေရနေရာလေးချင်းကပ်ပြီးတော့သမဏဝိပဿနာနိဝရဏငြိမ်းရငြိမ်းကြောင်းတော်တော်ကောင်းတရားတွေအာမထုတ်ရင်အဲ့ဒီတရားဓမ္မတွေကိုပညာတိဘဟုလပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တဲ့လဲပညာတိဘဟုလပုဂ္ဂိုလ်လို့ခေါ်ဆိုရမယ်တဲ့ဒါကြောင့်ဆိုလိုက်စမ်းမှာကိုနာကြားထားတရားများသူတစ်ပါးသိစေပြီကိုနာကြားထားတရားများသူတစ်ပါးသိစေပြီဓမ္မဒါနပေးလူကြဒါကကောင်းပါသည်ဓမ္မဒါနပေးလူကြဒါကကောင်းပါသည်တို့ပါသောခမကျင့်ညာဖယားမကြိုက်ပြီတို့ပါသောကမကျင့်ညာဖယားမကြိုက်ပြီဘုနာသာပရံဘိက္ခု
ဘေက္ခုယထာသုတံယထာပရိယတိဓမ္မဝိထာရေနသင်္ဇာယံကရောတိသောတေနသင်္ဇာယေနဓိဝတံအတိနာမေတိခြေသာယံတဲ့သင်ယူထားတဲ့ပရိယတိဓမ္မတွေကို၃ပါးမြောက်လာပြီပရိသတ်ဘယ်နှပါးမြောက်လဲမိမိကိုယ်တိုင်သင်ယူထားတဲ့ပရိယတိဓမ္မတွေကိုနေ့နေညညအချိန်ရှိတိုင်းရွတ်ပတ်တဲ့ဆယ်ပြီးတော့နေတယ်။အိုးအဲ့ဒီဘုန်းကြီးသွားကြည့်နေပါဇက်ကတွတ်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 နဲ့ပဋ္ဌာန်းတွေယွတ်နေပိယိနေယွတ်နေတယ်။ဟောပိဋကတော်တွေယွတ်နေတယ်ဒါရဏတို့ဘာတို့အဘိနသုတ်တို့အိုးရထားတဲ့ပိဋကတော်မှန်သမျှတွေကိုအမြဲတမ်းသူ့ကိုသွားကြည့်ရင်လေအဲ့ဒီဆရာတော်ကြီးကတွတ်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 နဲ့ယွတ်နေတာပဲတဲ့။နေနေညညချိန်တိုင်းမှာရွတ်ပါတရဆယ်ပြီးတော့နေတယ်သို့တော်လည်းပဲပိဋကရဲ့တရားအလုပ်အမထုတ်ဘူးတဲ့တရားအလုပ်ပါတယ်လေအဲ့ဒီလိုယဟန်မျိုးကိုတဲ့သင်္ဇာယဘဟုလဘိက္ခုသစ္စာယဘဟုလဘိက္ခုသစ္စာယဘဟုလဘိက္ခုသစ္စာယဘဟုလဘိက္ခုလို့ခေါ်ဆိုရမယ်လို့ဘဂဝါဘုန်းတော်ကြောင့်မသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကရုဏာရှိထားမေတ္တာအဖြင့်ဖြေကြားတော်မူလိုက်ပါပေတည်းသင်ကြားပြီးလေရွတ်အန်နေအချိန်တွေကုန်နေပြီသင်ကြားပြီးလေရွတ်အန်နေအချိန်တွေကုန်နေပြီတပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီတပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်မထုတ်ပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်မထုတ်ပြီသစ္ဆယဘဟုလခေါ်ဆိုရာဒါဂတုဏံမိသစ္စာယဘဟုလခေါ်ဆိုရာဒါဂတုဏံမိကိုင်ပရိသတ်တေသံဃာတော်တွေယဟန်တော်တွေကိုဥတည်ပြီးတော့ဟောပေမဲ့လို့ဒီထက်မှာဒကာတော်မတွေလည်းပါသွားတယ်အဲ့တော့တရားနာပရိသတ်တွေလည်းပဲဓမ္မစကြာပရိပဋ္ဌာန်းရွတ်တယ်တဲ့ဟောဒီတော်ဘုရားမနေ့တိုင်းဓမ္မစကြာရွတ်တယ်မနေ့တိုင်းပဋ္ဌာန်းရွတ်တယ်မနေ့တိုင်းဓာရဏပရိရွတ်တယ်ရွတ်ပါမရွတ်နဲ့မပြောဘူးရွတ်ပါသို့သောပရိသတ်ရဲ့ဓမ္မစကြာရွတ်ရင်အဲ့ဒီဓမ္မစကြာထဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကမက်ခင်လမ်းကြီးသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါစာသမာကမ္မနောသမာအာဇီဝသမာဝါယောသမာတတိသမာသမာဓိဓမ္မစကြာထဲမှာပါလားမပါဘူးလားအဲ့ဒါမက်ခင်လမ်းဘာလမ်းလဲအေးမက်ခင်လမ်းတဲ့ကြောင့်ဘုန်းကြီးခဏခဏဆိုတော့မက်ခင်ဖောင်ကြီးထွက်တော်မယ်လိုက်မလားကွယ်ခရီးတဲ့လိုက်ချင်းရင်ထုတ်ပြညာတော့ခုတခါတည်းခေါ်သွားမယ်မြတ်စွာဘုရားရှင်ကိုရောမြတ်တရဥလို့ခေါ်တဲ့ဓမ္မစကြာထဲမှာဘုရားကမက်ခင်လမ်းကြီးပြပြီးသားမက်ခင်လမ်းနောက်တခါဘုန်းကြီးတို့နေထိုင်မကောင်းဖြစ်တဲ့အခါမှာတန်ဃာတော်တွေကြွပြီးတော့ပရိရွတ်တော်တချို့တန်ဃာတော်တွေကိလနာပုဂ္ဂိုလ်တွေအတွက်ရွတ်တာဘုဇင်ကသုတ်ဆိုတာကြားဘူးတယ်ဟုတ်လားဒီတော့ဘုဇင်ကသုတ်နေတိုင်းရွတ်တယ်ဖေရဟိုကလေးမိမပွားနိုင်လို့ရွတ်တာကဘာသုတ်တယ်တော့အဲ့ဒါလဲရွတ်တယ်ဖေရရွတ်မရွတ်နဲ့မပြောဘူးသို့တော်ဘယေသားရဲ့အဲ့ဒီထဲမှာပါတဲ့အတိုင်းတဲ့ရွတ်လဲရွတ်ပါအဲ့ဒီထဲမှာပါတယ်မဂ်ခင်၈ပါးဘယ်လိုလဲသမာဓိဋ္ဌိဆိုတာဘာလဲသမာသင်္ကပ္ပဆိုတာဘာလဲသမာကမ္မနာဆိုတာဘာလဲသမာအာဇီဝဘယ်လိုအသက်မွေးရမလဲသမာဝါယမဘယ်လိုအထောက်ရမလဲလောကီမဂ်ခင်လောကုတ္တရာမဂ်ခင်ခွဲပြီးတော့နော်ဒါတွေနာကြပြီးတော့သိတဲ့အခါမှာကျင့်တယ်ဘယေသားရဲ့ရွတ်တော့ရွတ်နေတယ်မပွားများဘူးမရှုမှနိုင်ဘူးဆိုရင်အဲ့ဒီအမျိုးသားအမျိုးသမီးကိုသေဇာယဘဟုလပုဂ္ဂိုလ်လို့ခေါ်ရတယ်လို့ဘုရားရှင်ကိုရောမြတ်ကမိန့်တယ်။ကိုင်တာကြောင့်ဆိုလိုက်စမ်းမှာဘုရားရှိမှနေ့တိုင်းတာရွတ်တာများနေပြီ
ဘုရားရှိမာနေ့တိုင်းသာရွတ်တာများနေပြီရွတ်တိစာမာပါတိုင်းသာကျင့်ကနေရမည်ရွတ်တိစာမာပါတိုင်းသာကျင့်ကနေရမည်မကျင့်သူအားမြတ်ဖရာကြိုက်ကားမကြိုက်ပြီမကျင့်သူအားမြတ်ဖရာကြိုက်ကားမကြိုက်ပြီကုဏသံပရံဘိက္ခုဘိက္ခုယတသုတ္တယတပရိယတ္တိဓမ္မစေတသာအနုဝတ္တကေအနုဝိသတေမနတနုပကေသောတေဟိဓမ္မဝိတကေဟိဓိဝတံအတိနာမေတိခြေသားယဟန်နောက်တစ်ပါးကတော့တဲ့မြတ်စွာဘုရားကသင်ကြားထားတဲ့ပရိယတ္တိဓမ္မတွေကိုစိတ်နဲ့စဉ်းစားတဲ့တွေးတောတဲ့ကြံစည်တဲ့ဒီကိုတော့ကြတော့သင်တဲ့စာတွေကိုငြိမ်ငြိမ်လေးထိုင်ပြီးတော့ဘယ်စာကဘယ်နာမှာဘလို့ဘယ်စာကဘယ်နာမှာဘလို့အဲ့ဒီသူသင်ခဲ့တဲ့စာတွေကိုစိတ်ထဲမှာတွေးတောနေတယ်ကြံစည်နေတယ်စဉ်းစားနေတယ်အဲ့ဒီလိုနဲ့ပရိသတ်တရေဘာဖြစ်တယ်လဲနေ့တွေကိုချိန်ကုန်ခဲ့တယ်တဲ့တရားအလိုအာမထုတ်ဘူးတဲ့အယံဘိက္ခုဒီငါ့ကိုဝိတကဘဟုလောများသောကြံစည်စဉ်းစားခြင်းရှိသောယဟန်ဟူ၍ဘုစတိဆိုအပ်ပါပေ၏ဣတိသောဘဂဝါဘုလျှောက်ပါသခင်ဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကောင်းစွာမသွေမိန်ကြားတော်မူလိုက်ပါပေတည်းဆိုလိုက်သင်ကြားပြီးနေကြံစည်လေအချိန်တွေကုန်နေပြီသင်ကြားပြီးနေကြံစည်လေအချိန်တွေကုန်နေပြီတပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီတပါးတည်းသာစိတ်ငြိမ်ရာနေတာစွန့်လေပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရမထုတ်ပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရမထုတ်ပြီဝိတကဘဟုလထိုနာမခေါ်ရသူအမည်ဝိတကဘဟုလထိုနာမခေါ်ရသူအမည်ဧပရိသတ်တေအဲ့ဒီယဟန်တော်မျိုးလိုပဲတဲ့ဘုန်းကြီးတို့တရားဓမ္မတွေထဲမှာလဲတရားနာပရိသတ်တွေထဲမှာလဲပဲတချို့ဘာလို့ကြလဲဆိုရင်ကိုနာကြခဲ့ရတဲ့တရားတွေထဲကဘယ်ရှာတော်ကြီးကတော့ဘလို့ဟောသွားတာအေးသစ္စာလေးပါးတရားများဟောသွားတာဟဲ့ရှင်းလိုက်တာသူတရားနာပြီးတော့ကလထိုင်လေးမှာထိုင်ပြီးတော့အဲ့တရားသူပြန်စဉ်းစားနေတယ်တဲ့ကောက်လိုက်တဲ့တရားကွယ်ဟောသွားတာကြည့်ဟိုနားမှာမြကွက်ကွင်းပြောသွားတာမလေးမျက်စိထဲမှာမြင်နေရတယ်လို့ပဲသူစဉ်းစားနေတယ်မဂ္ဂင်ရှင်မငါတို့သိဘူးနေတဲ့တမဒိဋ္ဌိတမသင်္ကပ္ပတမဝါစာတမကာမနာတမအာဇီဝတမဝါယမငို့မဂ္ဂင်ရှင်ပါများတယ်ဆိုပြီးတော့ဆရာတော်ကြီးအကျဉ်းချုံသွားတာသီလမဂ္ဂင်တမာတိမဂ္ဂင်ပညာမဂ္ဂင်သုံးပါဟဲ့တို့က၅ပါးကြီးများတာအောင်မေးတယ်ဘယ်ဟုတ်မတော့အကျဉ်းချုံလိုက်ရင်မဂ္ဂင်သုံးပါပဲရှိတယ်သီလမဂ္ဂင်တမာတိမဂ္ဂင်ပဲရှိတယ်ခိုးပရိစ္ဆသမုပ္ပါမသိလျင်ပသိလျင်ပြပရိစ္ဆသမုပ္ပါမသိလျင်တွဲသိလျင်ပြဲပရိစ္ဆသမုပ္ပါတရားဒေသနာစဝန်းကြီးကိုကြည်စမ်းဒီလိုနည်းနဲ့လဲတယ်ဒီလိုနည်းနဲ့ဖြတ်ရတယ်လို့သာသနာတန်တရာစဝန်းကြီးလဲပုံပြပုံတွေကိုဟောပြသွားတာအေးနားထဲမှာတခါလဲရှင်းလိုက်တာအခုမှပဲနားလဲသွားတော့တယ်လို့အဲ့ဒီလိုကိုနာကြားခဲ့ပြီးတဲ့တရားတွေကိုပြည့်တိုင်ပြန်ပြီးတော့နှလုံးသွင်းနေတယ်ဒါပေမဲ့လေသို့သောအဲ့ဒီဆရာတော်ကြီးတွေဟောပေါ်ညွှန်ပြဆိုဆုံးမတဲ့အတိုင်းမလိုက်နာဘူးမကျင့်သုံးဘူးအာမထုတ်ဘူးဆိုလို့ရှိရင်ပြည့်တိုင်အဲ့ဒီပုဂ္ဂိုလ်ကိုဝိတကဘဟုလပုဂ္ဂိုလ်ဗါတဲ့တော့ဗျာဆိုလိုက်ပေါ်နာကြပညာ
ထိုတရားစိတ်ကားကြံစီသည်နာကြပြီးညာထိုတရားစိတ်ကားကြံစီသည်စိတ်ကြံယုံသာအချိန်မှာကုန်ကနေတော့သည်စိတ်ကြံယုံသာအချိန်မှာကုန်ကနေတော့သည်သိပြီးတရားကျင့်ကြံပွားဖယားလိုလားသည်သိပြီးတရားကျင့်ကြံပွားဖယားလိုလားသည်တရားအလုံးအာမထုံးအဟုတ်မဖြစ်ပြီတရားအလုံးအာမထုံးအဟုတ်မဖြစ်ပြီဣဒံဘိက္ခုသောတာယဓမ္မပရိပတ်တိယနာတိဝတံတိနာမေတိနာပိရိဇတိပရိသလနာအနုယုဇတိအစ္ဆတံစေတောသမထံမြတ်စွာဘုရားရဲ့ပရိယတ္တိဓမ္မတွေကိုသင်အံလေးကျက်နှုတ်တဲ့ဆောင်ထားခေါ်ပြောပို့ချခြင်းဖြင့်ဒီဝသန်တွေကိုနာတိနာမေတိမကုံလုံးစေပဲတဲ့တပါးတဲ့စိတ်ဉာဏ်ရမှချစ်ကပ်ပြီးတော့သမထကမ္မထတရားတွေကိုကြိုးစားအားထုတ်ပြီးတော့နေတယ်ဧဝံဟောဘိက္ခုဓမ္မဝိဟာရီဟောဒီအဲ့ဒီလိုယဟန်မျိုးကိုဓမ္မဝိဟာရီတရားဖြစ်နေလေးရှိသောသူမည်သည်ဟောဒီဖြစ်ပါပေသည်လို့ဘဂဝါဘုန်းတော်6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဆိုလိုက်ပေါ်သင်ကြားပြီးလေဟောကြံနေအချိန်တွေမကုန်မီသင်ကြားပြီးလေဟောကြံနေအချိန်တွေမကုန်မီတပါးတည်းသာစိတ်ငြိမ်ရာနေတာမစွန့်မီတပါးတည်းသာစိတ်ငြိမ်ရာနေတာမစွန့်မီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်အထုတ်ပြီကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်အထုတ်ပြီဓမ္မဝိဟာရီခေါ်ရပြီယတိသူအမည်ဓမ္မဝိဟာရီခေါ်ရမည်ယတိသူအမည်ပရိသတ်တရေတရားထုတ်တဲ့ပုဂ္ဂိုလ်ကိုဓမ္မဝိဟာရီပုဂ္ဂိုလ်တဲ့ပရိယတ္တိသင်ယုံနဲ့လည်းအချိန်မကုန်ဘူးတဲ့သူတစ်ပါးတွေကိုဟောပေါ်ညွှန်ပြဆိုဆုံးမယုံနဲ့လည်းပဲချိန်တွေကုန်မခံဘူးတဲ့တရေဆယ်ရွတ်ဖတ်တရေဆယ်နေယုံနဲ့လည်းချိန်တွေကုန်မခံဘူးတဲ့စဉ်းစားတွေ့တော့ကြံစည်နေရင်လည်းချိန်တွေကုန်မခံဘူးတဲ့ဘယ်လိုချိန်ကုန်ခံတော့ဆိုရင်တရားနှလုံးကျင့်သုံးနေတယ်စိတ်ငြိမ်ရာရက်ကိုချင်းကပ်ပြီးတော့တပါးတည်းသာစိတ်ငြိမ်ရာနေတာမစွန့်မီဒီနေရာလေးစိတ်ကြီးနေဒီနေရာငါမစွန့်တော့ဘူးဒီနေရာမှာငါတရားနှလုံးသွင်းမယ်လို့ကိုယ်တွင်တန်တန်ကိလေယံငြိမ်းရန်အထုတ်ပြီအဲ့တော့ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့လူပိုင်းမဲ့ပြောတော့မယ်တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေလည်းပဲမြတ်စွာဘုရားရဲ့သာသနာတော်ကြီးနဲ့တွေ့နေတဲ့အချိန်မှာတရားတွေကိုနာကြားပါတရားတွေကိုဘာလို့ရမလဲနာကြားပါနာကြားပြီးသူများတွေကိုလည်းဖြန့်ဝေပါသူများတွေကိုလည်းဘာလို့ရမလဲရွတ်ဖတ်ပူဇော်ပါရွတ်ပါဖတ်ပါပူဇော်ပါကြံစီပါတွေးတော်ပါသို့တော့အဲ့ဓာတွေနဲ့အချိန်ကုန်မနေပါနဲ့တဲ့စိတ်ငြိမ်းရမှချင်းကပြီးတော့သမထကမ္မထတရားကိုအထုတ်ပါအဲ့ဒီလိုအထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုဓမ္မဝိဟာရီတရားနဲ့နေလေရှိသောပုဂ္ဂိုလ်ပြီးပြီအဲ့ဒီတော့ပုဂ္ဂိုလ်ဘယ်နှမျိုးရတာလဲအဲ့ဒီ၅မျိုးခေါ်ပြီးတဲ့အခါမှာဘုရားရှင်ကိုရောမြတ်ကယာကောဘိက္ခုတတ္တယကရဏိယံသဝကနာဟိတေသိနာအနုကမ္မကေနအနုကမ္မကံဥပါဒာယကတံဝောတမယဘိက္ခွေယံတို့ဘိက္ခုယဟံ
သာဝကနတပိသသာဝကတို့သည်ဟိတေသိနာစီးပွားကိုရှာမိတော်မူသောအနုကမကေနငဲ့ညာထောက်ထားတနာတော်မူသောတထလူနာတို့ဆရာဖယားများစွာသည်အနုကမ္မငဲ့ညာထောက်ထားတနာမှုကရုဏာကိုဥပါဒါယစိတ်ဖြင့်သိမ့်ပိုက်ယူငင်၍ယဟန်ချင်းတရားဟောခြင်းကိစ္စကိုကရဏီယာပြုတင်ပြုထိုင်တန်ထိုတရားဟောခြင်းကိစ္စကိုကတံပြုပြီးပြီချက်သားတို့ငါဖယားကတော့တရားဟောဖို့ညွှန်ပြဆိုဆုံးမှငါဖယားတာဝန်ဟောစရာရှိတဲ့တရားတွေကိုငါဖယားဟောခဲ့ပြီးပြီပြစရာရှိတဲ့တရားတွေကိုလည်းငါဖယားပြခဲ့ပြီးပြီမာပမာဒတ္တမာပစ္စာဝိပတိတာရိနောအဟုဝထာမာပမာဒတ္တမမေ့မလွန်ကြကုန်လင်ပစ္စာတက်ရွယ်ကြီးရာတက်ရွယ်ကြီးရာယောဂကဆွဲသေးပွဲဝင်လက်ယောတက်ရွယ်ကြီးရာယောဂကဆွဲသေးပွဲဝင်လက်အခွင့်မသာနောက်အချိန်ခါကာလရောက်တော်မှတော့ဝိပတိတာရိနောမိမိပြမှုအစွဲပြုကဖောက်ပြန်စွာတွေးတော်ပူပန်နေရကြကုန်သည်ဝါမေလျောပောဆာစွာနေခဲ့မိလေခြင်းဟု၍နောင်တရနေကြကုန်သည်မဟာဝဋ္ဌမဖြစ်ကြစေကုန်လင်အယဣဇဂသည်တဲ့ဝေါ်သင်္ချေသားတို့အတွက်အမကံငါဘုရားရှင်ကိုရောမြတ်ရဲ့အနုသာဒနီအစုံအမဩဝါဒမိပါပေသည်လို့ဘဂဝါဘုံ6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာစေတမေတ္တာအဖြစ်မိန်ကြတော်မူလိုက်ပါပေတည်းအရှင်သာတို့ရဲ့ယခုငါဘုရားပြောခဲ့တဲ့ယဟန်တွေလူပုဂ္ဂိုလ်တွေအကြောင်းကိုမင်းတို့နာကြားပြီးပြီဆိုရင်ငါဘုရားကတော့ပြောစရာရှိတာပြောပြီးပြီဟောစရာရှိတာဟောပြီးပြီတရားလို့အထောက်အသက်ရွယ်ကြီးရင်လာမှကြမ်းမရေးမကောင်းလို့အိယာဝဘုံဘုံကြတော့မှတော့နောင်တမရနဲ့တဲ့ကဲပြေးတိုက်ဒီတရားတပုတ်လုံးရဲ့ဏိကုံးကိုချုပ်လိုက်ရင်မြတ်စွာဘုရားသည်အလုံးသောယဟန်တော်နဲ့တန်ဃာတော်တွေနဲ့လူပုဂ္ဂိုလ်တရားတော်မှာတတ္တဝဝေနေရတွေကိုမြတ်စွာဘုရားဘာလို့စေခြင်းတလဲဟာသိသွားပြီးတာပဲတရားနဲ့နေမဓမ္မဝိဟာရီပုဂ္ဂိုလ်တဲ့ဘာနဲ့နေမတရားရှိတဲ့သူဘာရှိတဲ့သူလဲတရားရှိတဲ့သူအဲ့တော့မနေ့ကမနေ့ကဘုန်းကြီး9နာရီထိုးတဲ့ကကြောက်ဖြာကျောင်းဆရာတော်ဇာဗနာသွားမသွားလို့မရလို့သွားည6နာရီခွဲမှပြန်တနေ့လုံးရေလဲမချိုးပါဘူးခါကလည်းနာလိုက်တာတုံးလုံးလဲနေတာလဲခွင့်ကမရတိခံပြီးတော့နေတယ်အဲ့ဒါနေဇာဗနာပြီးတော့ပြန်လာတဲ့ကလူကထိုင်ကုန်မထိုင်တဲ့လို့ဆေးကိုသွားထိုးယူရပါတယ်ဆိုအဲ့တော့မနေ့ကတနေ့လုံးချမ်းမြေဘုန်းကြီးတရားအထုတ်ချိန်ရှိသလားရှိပါဘူးဒါပြင်ဒီပုဂ္ဂိုလ်ကတရားနဲ့နေတာဟုတ်သလားချမ်းမြေဘုန်းကြီးရဲ့ရင်ထဲနန်းစင်မှာမနေ့ကတနေ့လုံးပြီးတယ်တရားရှိသလားပြောတာပြောအာမနာနဲ့တရားရှိသလားဘုန်းကြီးတော့မရှိဘူးဆိုသူတို့သာမရှိတာပေါ့ဘာပြောမလဲအောင်မှာသူတို့သာမရှိတာပေါ့ဟုတ်တယ်မဟုတ်လားကိုပြောပြီးသူတို့နှက်ချင်လို့အဲ့ဒါမေးတာဒီမေးကုန်မှာဟုတ်တယ်မနေ့ကဓမ္မဝိဟာရီပုဂ္ဂိုလ်ဖြစ်ကုန်ဖြစ်ဖို့ပဲရတဲ့တရားနဲ့ကိုမနေနိုင်ဘူးအဲ့ဒါမှတ်ထားတော့တကယ်တရားရှိမရှိဆိုတာကိုဒီပုဂ္ဂိုလ်ဟာငါတို့သွားတဲ့အခါမှာဘာတွေလုပ်နေတယ်လဲလေ့လာကြည့်ပြီးတဲ့အခန္ဓာကပိတ်စိတ်ညစ်ရလေးမှာကမ္မဋ္ဌာန်းတရားအထုတ်နေတယ်ဆိုဒါတို့တရားရှိတဲ့ပုဂ္ဂိုလ်တရားရှိတဲ့ပုဂ္ဂိုလ်နော်တရားရှိတဲ့ပုဂ္ဂိုလ်ဝေဖန်လို့ရတယ်ပညာနဲ့ဝေဖန်ဘာနဲ့ဝေဖန်လဲလူရှိတော့ဟာတလုံးပန်းဟိတ်ကြီးဟန်ကြီးနဲ့မျက်လာကြီးချအဲ့ဒါဖြစ်ချင်မှရှိမှတရားကလည်းပြောလို့ရတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားစိတ်ငြိမ်ရအရာမှချက်ကပ်ပြီးတော့ကမ္မဋ္ဌာန်းတရားအထုတ်နေတယ်လို့အတန်ကြားရဲ့ဒီပုဂ္ဂိုလ်ဒီယောဂီကတရားရှိတဲ့ပုဂ္ဂိုလ်ပဲရိတ်တာတွေသွားတယ်နာကျင်ကြတက်နာတယ်တရားနာကျင်ကြတက်နာတယ်စွမ်းနေကြစဉ်းစားတယ်ပြီးတဲ့အခါကျတော့ဘာလို့အခါနဲ့ဝင်ပြီးတော့စိတ်ငြိမ်ရတော့စိတ်ငြိမ်ရပဲအခါနဲ့ဝင်ပြီးတော့ဘာလို့လဲဆက်လက်လေးတောက်လိုက်စကားလေးပြောလိုက်ပါအများကြီးတွေ့ဘူးတဲ့ဟုတ်လားဘုရားရဲ့ဓမ္မဝိဟာရီပုဂ္ဂိုလ်ဟုတ်လားမဟုတ်လားဆိုတာသူ့ရဲ့လောက်ရကိုကြည်တရားရှိတယ်မရှိတယ်ဆိုတာဘုရားတိုင်လောက်ရကိုကြည့်ရင်သိတယ်ဒါကြတယ်မလီဒီမိမိုင်းကြီးတဲ့ငိုးတာတရားတော်မရှိဘူးတဲ့ဟောလင်သေးလို့အော်ပြီးငိုနေတာသားသေးလို့အော်ပြီးငိုနေတာကြတာဘာပြောလဲတရားကိုမရှိဘူးတဲ့သူကြတော့တရားရှိတာကြပြောလားမပြောဘူးလားသူကြောက်အောင်တော့ပဲပြောတော့နောက်ပိုင်းကွက်ကိုကြိတ်ပြောတရားကိုမရှိမိုးတာလွန်နေတယ်လောက်တော့တရားကိုမရှိဘူးတဲ့ဆိုသူများတရားမရှိဘူးကိုကတရားဘယ်လောက်ရှိလို့တော့နာယုံနဲ့မရသေးဘူးဘေးတတ်တယ်
ဖတ်ယုံနဲ့လည်းမရသေးဘူးစဉ်းစားယုံနဲ့လည်းမရသေးဘူးသူတော်ဘာတွေကိုဟောပြောပို့ချတွင်တင်ဆုံးမယုံနဲ့လည်းမရသေးဘူးတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကတရားအထုတ်ခိုင်းတာဘာလို့ခိုင်းတာလဲတရားအမထုတ်ရင်ပိဋကရဲ့ဖျားမကြိုက်ဘူးတဲ့ဖျားကြိုက်သလားဒါကြောင့်တရားလို့အထုတ်ထားတဲ့ပုဂ္ဂိုလ်တွေကဘယ်ဘဝရောက်ရောက်ပိဋကဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ကိုလည်းဒီဘဝမှာဝမ်းမြောက်ဝမ်းသာနဲ့ကိုတရားလေးကိုနှလုံးသွင်းပြီးတော့ဘဝနေကုန်းချုပ်သွားတာကောင်းဘူးလားဒါကြောင့်မို့လို့ဣဒံမောတေတိတိဣမံဓမ္မဒေသနာတထာစေတဝနေဝိခရံတောဓမ္မိကဥပဒကံအာရဘကထေတိဣဒံမောတေတိတိဣမံဓမ္မဒေသနာဣဒံမောတေတိစကြည်သောဣတရားဒေသနာတော်မြတ်ကိုတထာလူနာတို့ဆရာဖယားမြတ်စွာကစေတဝနေစေတော်ခေါ်ကြောင်းတိုက်တော်မှာဝိဟရံတောယပထာလေးလီဖြင့်မြညီရွှေပြုံတဲ့သုံးဆံပေတော်မူနေတဲ့ခါကာလစေတုံးကဓမ္မိကဥပဒကဓမ္မိကလို့အမည်ရတဲ့ဥပဒကကြီးကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှိထာမေတ္တာအဖြင့်မိန်ကြားတော်မူခဲ့ပါပေတည်းဘုံတော်ကြောင့်မသခင်တပ်ပင်ညုဘုရားရှင်ကိုရမြတ်သာဝတိပြေမောစေတုံခေါ်ကြောင်းတိုက်တော်မှာတရင်သုံးဆံပေတော်မူနေစဉ်ကာလပေတိုင်အဲ့ဒီသာဝတိမြို့မှာတက္ကကြီးတယောက်ရှိတယ်တဲ့ဓမ္မိကဥပဒကတဲ့ဘယ်သူလဲတော့သူ့နာမည်မြန်မာလိုပြောရင်ဓမ္မိကဆိုတာတရားစောင့်တရားနှလုံးသွင်းတရားရှိတဲ့ပုဂ္ဂိုလ်ဓမ္မိကပုဂ္ဂိုလ်အဲ့ဒီတရားစောင့်တဲ့အမျိုးသားတွေအသင်းဖွဲ့ထားတဲ့ပေတိုင်တရားအထုတ်တဲ့အသင်းပေါ်ဘယ်လောက်ရှိတော့ဆိုရင်900ရှိတယ်လူဦးရေဘယ်လောက်ရှိတယ်အဲ့ဒီလူဦးရေ900အဲ့ဒီတဦးရဲ့နောက်မှာလည်းပဲနောက်ထပ်တပည့်900စီပါသေးတယ်တဲ့9လီ25 2500ရှိတယ်သူတို့အသင်းဖွဲ့ကြီးကဓမ္မိကအသင်းကြီးကလူဦးရေဘယ်လောက်ရှိတယ်2500လို့အဲ့ဒါအုပ်စုလိုက်ဘယ်သွားဘာလို့တရားနှလုံးသွင်းလဲအကုန်ငြိမ်ထိုင်းညီးတဲ့ဓမ္မိကအဲ့ဒီထဲမှာအကြီးဆုံးဥက္ကဋ္ဌခန္ဓာတဲ့ရကကြီးနာမည်ကမဟာဓမ္မိကအကြီးဆုံးဥက္ကဋ္ဌရကကြီးနာမည်ကဘယ်သူတဲ့လဲအဲ့ဒီမဟာဓမ္မိကဥက္ကဋ္ဌရကကြီးဟာဘုရားရဲ့သူကိုယ်တိုင်လည်းပဲတရားနှလုံးကျင့်သုံးတယ်ဥပုသ်ဆောင်တယ်အလူပေးတယ်သူ့ပြိဿကိုလည်းပဲသူ့လိုပဲလိုက်နာဖို့လို့ကျင့်သုံးဖို့လို့တိုက်တွန်းတယ်တဲ့သူသိတဲ့တရားလဲပြန်ဟောပြတယ်သူကရှိရခေါင်းဆောင်ပြီးတော့လာဟိတတရားမှချိန်မှကြဆို2500လုံးညီးလို့အိမ်မှာလည်းပဲဘေးတတ်တဲ့အဲ့ဒီမဟာဓမ္မိကဥပဒကကြီးမှာသား9ယောက်သမီး9ယောက်တဲ့သားသမီးက14ယောက်ရှိတယ်သားသမီးဘယ်နှယောက်လဲသူနဲ့ဆိုရင်15ယောက်ဒကမာကြီးပါထည့်ပေါင်းရင်16ယောက်အဲ့ဒီ16ယောက်ကဘောတဲ့နေ့စဉ်ဒါကအိမ်တွင်းရေးကိုပြန်ပြောပြနေ့စဉ်ဘာလို့တော့ဆိုရင်မိသားရဲ့သာသမီတယောက်လည်းကုသိုလ်9မျိုးလုပ်တယ်သာသမီတယောက်ကုသိုလ်9မျိုးလုပ်တယ်နေ့တိုင်းလုပ်တာတဲ့စာရေးတာယာကုအလူမနေ့ကြလို့ရှိရင်လေသူတို့အိမ်ရှိမှာယာကုဆိုတာဟိုတော့ကဆံပြုတ်ကိုခေါ်တာအဲ့ဒါဆံပြုတ်ဦးသမီးကလည်းပဲဆံပြုတ်ဦးလေးတဲသားကလည်းဆံပြုတ်သား9ယောက်ကလည်းဆံပြုတ်ဦး9လုံးသမီး9ယောက်ကလည်းပဲဆံပြုတ်ဦး9လုံးအမေက1လုံးအဖေက1လုံးအဲ့ဒါတခါတည်းပဲဆံမြေအိုးတွေတန်းစီပြီးတော့ကြွားတော်မူလာတဲ့သံဃာတော်တွေကိုယာကုဆွမ်းကတ်တယ်နောက်တခါစာရေးတော်စံလှူတယ်နောက်တခါလာဇန်15ရက်လက်ပြေလက်ွယ်ပေါ့ဘုန်းကြီးတို့စာထဲမှာတော့ပက္ခဆွမ်းလို့ခေါ်တယ်15ရက်တစ်ချိန်15ရက်တစ်ချိန်လည်းပဲလက်ပြေလက်ွယ်ရောင်တိုင်းမှာလည်းပဲသံဃာတော်တွေကိုဆောလောင်းတယ်တဲ့အဲ့ဒီကြားထဲမှာတခါတိချသံဃာ10ပါးတော်၎င်းအပါ20တော်၎င်း30တော်၎င်းအိမ်မှာပင့်ပြီးတော့လှူတဲ့အလှူတန်ခိကဒါနာဆုံးအလှူဝါဆိုသင်္ကန်းအလှူဟောမိဘကရှေ့ကနေပြီးတော့ဘုရားတိုင်ဥဆောင်ပြီးလှူပြတော့သာသမီတွေကလည်းမိဘရဲ့နောက်ကိုလိုက်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုတယ်တဲ့ဒါကြောင့်မှတ်ထားဘုရားတိုင်အမွေပေးတယ်ဆိုတာလောကီအမွေတဲ့ကုသိုလ်အမွေကိုပေးရတယ်လောကီအမွေတဲ့ဘာအမွေကိုပေးရလဲအေးဘောကွယ်မိဘကရှိရခေါင်းဆောင်ပြီးတော့လာသားသမီးလာဟောခေါင်းဆောင်ပြီးတော့ဒါငါတို့ကိုယ်ွယ်တဲ့ဆရာတော်ငါဆောက်ထားခဲ့တဲ့ကျောင်းတော်ဒါငါတည်ခဲ့တဲ့ကျောင်းအမေတို့ဖေတို့မရှိနဲ့ကွယ်မင်းတို့ဆက်ပြီးတော့ပြင်ဆင်ကြဟဲ့တာဝန်ယူကြဟဲ့ပြထားရတယ်ပြောထားရတယ်မှားထားရတယ်လောကီအမွေတဲ့ဆိုင်ကုသိုလ်အမွေကိုပေးတဲ့
လောကထဲမှာပရိသတ်သားသမီး14ယောက်ပဲမွေးမွေး15ယောက်ပဲမွေးမွေးအယောက်20ပဲမွေးမွေးဘလောက်သားတွေသမီးတွေဘလောက်များများပရိသတ်အုပ်စုဖွဲ့လိုက်ရင်3စုပဲရတယ်တဲ့အုပ်စုဖွဲ့လိုက်ရင်ဘယ်နှစုရအဝါဇာတာသားရဲ့အနုဇာတာသားရဲ့အတိဇာတာသားရဲ့သားသမီး3မျိုးတဲ့အဝါဇာတတဲ့အနုဇာတတဲ့အတိဇာတတဲ့မိဘရဲ့ကျင့်စဉ်အတိုင်းလိုက်ပြီးတော့မိဘကဥပုသ်ဆောင်ကိုလည်းဥပုသ်ဆောင်လိုက်သွားတယ်မိဘကဘုရားတကာကျောင်းတကာကိုလည်းဘုရားတကာကျောင်းတကာဖြစ်အောင်ကြိုးစားတယ်အဲ့ဒီလိုဘုရားတိုင်မိဘရဲ့ကျင့်စဉ်အတိုင်းလိုက်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့အနုဇာတသားတဲ့ဘာသားတယ်လဲအနုဇာတသားသမီးလို့ခေါ်ပါတယ်မိဘလှုပ်ခဲ့တဲ့မိဘလှူခဲ့တန်းခဲ့တဲ့ကျင့်စဉ်တွေမိဘလှူခဲ့တန်းခဲ့တဲ့အလေးကျင့်တွေကိုဘာမှမလိုက်ပဲနဲ့ပြစ်ပယ်ထားတဲ့သားတွေကိုကတော့ယုံညံ့တဲ့သားသမီးတဲ့အဝဇာတသားသမီးတဲ့ဘာသားသမီးတဲ့အဝဇာတသားသမီးတဲ့ပေတတ်တည်းအဲ့တော့မိဘကျင့်စဉ်အတိုင်းနော်လိုက်ပြီးတော့ကျင့်တယ်နောက်တခါပေတတ်အတိဇာတသားတဲ့ဗါတဲ့တော့အတိဇာတသားဆိုတာတော့မိဘထက်ကိုလွန်တယ်မိဘကကြောင်းတစ်ကြောင်းဆောက်ခဲ့တယ်သူ့လက်တစ်ကြောင်းနှစ်ကြောင်းဆောက်လို့ဟောအဲ့ဒီလိုမျိုးမိဘထက်ကိုလွန်ပြီးတော့ကုသိုလ်ကောင်းမှုဘက်မှာမိဘရဲ့ပေးခဲ့တဲ့ကုသိုလ်ကောင်းမှုဘက်မှာမိဘတဲ့ကိုလွန်လွန်ကျူးကျူးတခါတည်းကုသိုလ်ကောင်းမှုတွေအထုတ်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုအတိဇာတသားတဲ့။ဘာသားတယ်လဲ။မိဘရဲ့ကျင့်စဉ်တိုင်းထက်ကိုလွန်ပြီးတော့ကျင့်တဲ့ပုဂ္ဂိုလ်မျိုးတော့အတိဇာတသားတဲ့။အဲ့တော့ဒီအခုဓမ္မိကဥပဒကကြီးရဲ့သားသမီးတွေကတော့မိဘရဲ့အစဉ်တိုင်းပဲလိုက်ကျင့်တာမို့လို့အနုဇာတသားသမီး။ဘာသားသမီးလဲ။ကဲတို့ပြောဆိုပြေးစားရဲ့အဲ့ဒီလိုနဲ့မိသားစုတွေတရားထိုင်လဲအတူတူတရားနာသွားလဲအတူတူဆုံးလောင်းလဲအတူတူကုသိုလ်ကောင်းမှုတွေလုပ်နေရင်လုပ်နေတနေ့တော့ဓမ္မိကဥပဒကကြီးမှာပြေးတိုင်းအနာယောဂဖြစ်တယ်ယောဂဝေဒနာခံစားတော့လူကြီးဆိုတော့တဖြည်းဖြည်းနဲ့အာရင်နေဆုံးယုံပြီးတော့လာတော့ဒကာကြီးကသူ့ကိုယ်သူသေမှန်းသိသွားပြီတဲ့သူ့ကိုယ်သူပါတယ်လဲတတိမမေချိန်နေတည်ပြန်မျက်လံကြောဆွဲမရှိပဲလေသေလဲတောက်တဲ့ပုံနှံကင်းသည်ကျိုးရင်ဝိပဿနာတကောသည်တဲ့ငါတော့ဒီတောင်းမှမပြောတော့ဝိပဿနာတရားအထုတ်ချိန်နေတည်ပြန်တဲ့ကိုသိရမယ့်အချိန်ကိုသူကြိုသိသွားပြီသိသွားတဲ့အခါကျတော့မြေတတ်တယ်အိမ်ကနေပြီးတော့ခိုက်နေတဲ့ကလေးတယောက်ကိုဟဲ့သွားသားဘုရားကျောင်းကိုသွားမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလျှောက်ပါဓမ္မိကဥပဒကယင်နေမကောင်းဖြစ်လို့အသက်တန်ဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့တန်ခါ10ပါးသို့မဟုတ်16ပါးပြင်လာတော့မှတပါးလည်းမဟုတ်ဘုရားတိုင်10ပါးထုတ်ထက်ရနိုင်16ပါးအဲ့ဒါတန်ခါ10ပါးသို့မဟုတ်16ပါးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်လှုပ်ပေးတော်မူပါဗျာဓမ္မိကဥပဒကကြီးတရားနာခြင်းလို့တယ်ဘုရားအဲ့ဒါနဲ့ဘုန်းတော်6ပါးတဲ့ဘုရားရှင်ကိုရောမြတ်ကလည်းပဲတန်ခါ16ပါးကိုလှုပ်ပေးလိုက်တဲ့ချက်သားတော့ဓမ္မိကဥပဒကကြီးအိမ်ကိုသွားကြကွက်ဒကာကြီးပင်ခိုင်းတယ်ကြွလာဟောပေးတဲ့ကြွလာတဲ့အခါကျတော့မှဒကာကြီးဘေးနားမှာဝိုင်းပြီးတော့ထိုင်ကြတာဗောဘုန်းကြီး16ပါးဒကာကြီးလည်းကောင်းထားလို့ပတ်လက်ကလေးဒီတော့အဲ့ဒီမှာတန်ခါခေါင်းဆောင်လုပ်တဲ့မထေရကြီးကမေးတယ်ဒကာကြီးဘာတရားနာခြင်းတလဲဟောဘာတရားနာခြင်းတလဲသူတရားတွေမြောက်များစွာနာထားတာဒကာကြီးဘာတရားနာခြင်းတော့မေးတဲ့အခါကျတော့မှအဲ့ဒီမှာဓမ္မိကဥပဒကကြီးကလျှောက်တယ်တဲ့ဖယားရှင်တိုင်းမစွန်းမလွတ်အပ်တဲ့တတိပဋ္ဌာနာသုတ်တံတရားနာကြခြင်းတယ်ဘုန်းကြီးတို့တရားတော်မတွေများလေနေမကောင်းဖြစ်လို့ဘုန်းကြီးကိုလာပြင့်ရင်ဘုန်းကြီးကမေးမယ်ဘာတရားနာကြခြင်းလို့ဆိုကိုရောဟောခြင်းတာဟောကိုရောရဲ့ဟောလုံမှာတို့ဟုတ်တယ်မလားဟောတင့်တော်တဲ့တရားတာဟောပါဆိုတော့အဲ့တော့ကိုလည်းပထရက်တွေ့ရလျှောက်ပြောတော့တာပဲရုပ်ဒါနာပါစေနဲ့စိတ်မနာစေနဲ့ဒါပဲကိုကတော့နေမကောင်းဖြစ်လို့လာပင်အဲ့ဒါကြီးပိတ်ခေါ်တာအဲ့ဒါကြီးဟောရတော့မတတ်နိုင်ဘူးဘာတရားနာခြင်းတုံးဆိုရင်ပြောတယ်အခုဓမ္မိကဥပဒကကြီးကဘလောက်တရားရှိတဲ့ပုဂ္ဂိုလ်ဘလောက်မှတ်ထားတုံးဆိုဘုရားတိုင်းမဆွမလို့တဲ့တတိပဒနာသုတ်တန်ကြီးနာကြားခြင်းပါတယ်ဘုရားဆိုတော့မှတန်ဃာတော်ရှင်သူမြတ်တဲ့ဧကာယနောယံဘိက္ခဝေမေဃောတတ္တနံဝိသုဒ္ဓိယဟောပြီးပြေးသားတတိပဒနာသုတ်တန်ကြီးတခါတည်းမှာတောကပရိဒီဝါနံသမတေကမယဒုက္ခဒေါမနတဏံအထေကမယညာယတာအဓိကမယခေါ်လို့အရှိန်ကောင်းနေတော့ရှိသေးတယ်ဘေးသားရဲ့အဲ့ဒီဓမ္မိကဥပဒကကြီး
ဂတိနမိတ်လို့ခေါ်တယ်နမိတ်သွားထင်တယ်သူမျက်လုံးထဲမှာသူမြင်လိုက်ရမျက်လုံးမိတ်ပြီးတော့သူအာယုန်ထဲမှာတေဂန်ဤလူတယောက်ဟာမှတ်သားပရိသတ်ရဲ့ကာမနမိတ်ဂတိနမိတ်၃မျိုးထင်တယ်ဘယ်နှမျိုးထင်လဲကာမနမိတ်ကိုလှုပ်ထားတာတွေအရင်မြင်နေတဲ့ဘာလှုပ်ထားတော်တယ်ကိုမြင်တယ်ပြီးတဲ့အခါကျတော့ကာမနမိတ်ဂတိနမိတ်သွားရမယ်ဂတိကိုမြင်ရတယ်အဲ့တော့ဒီတခါကြီးပဲသွားမှာတော့ကောင်းကင်မှာပရိသတ်ရဲ့နတ်ယထာ6ဆင်းတယ်နတ်ယထာဘယ်နဲ့ဆင်းလဲကောင်းကင်မှာပရိသတ်တွေသိန်းတော်မြင့်1000ကတဲ့ယထာတစ်စီးတစ်စီးမှာမြင့်ကောင်းရ1000ပါလာတယ်တဲ့သိန်းတော်မြင့်1000ကတဲ့နတ်ယထာအကျယ်ကဘယ်လောက်ရှိတုံးဆိုရင်9ယူဇနာရှိတယ်တဲ့တယူဇနာကို12မိုင်73မိုင်နဲ့ပဲတွက်ကြည့်9ယူဇနာကျယ်တဲ့နတ်ယထာကြီး6ဆင်းတဲ့ကောင်းကင်မှာပရိသတ်ရဲ့နတ်ပြည်ကနေရောက်လာပြီးတော့နတ်ယထာ6ဆင်းကနတ်သားတွေကလက်အုပ်လေးတွေချီးလို့နတ်ယထာဘဝနဲ့ကြည်စမ်းဒီမှာလူဟောနတ်တွေလက်အုပ်လေးတွေချီးလို့တဲ့တရားရှိတဲ့ပုဂ္ဂိုလ်များဟာပရိသတ်နတ်တွေလေးစားတယ်ဗါတွေလေးစားလဲဩဓမိကဥပသကာကြီးဗျာဩဓမိကဥပသကာကြီးဗျာမြေအိုးကိုခွဲပြီးတော့ရွှေအိုးကိုယူလိုက်စမ်းပါတဲ့လူပြည်ကခန္ဓာကိုယ်ကြီးကိုမြေအိုးနဲ့ဥပမာပေးလိုက်တာဘာအိုးနဲ့ဥပမာဘာလို့မလဲဟောင်းနွမ်းနေပြီပြည့်စည်နေပြီသက်80 80အိုမင်းဟောင်းနွမ်းနေတဲ့မြေအိုးကြီးခန္ဓာအိုးကြီးခွဲပြီးတော့ရွှေအိုးနတ်သားဘဝနဲ့ရွှေအိုးနဲ့တူတဲ့နတ်ဘဝကိုယူလိုက်စမ်းပါမြေအိုးကိုခွဲပြီးတော့ရွှေအိုးကိုယူပြီးတကယ်ဆိုမွေ့လျော်ဝါကောင်းတဲ့ကျွန်ုပ်တို့ရဲ့နတ်ယထာဘဝကိုတက်ပါလာပါလို့ခရနဲ့ကိုတောင်းပန်တာနဲ့ပဲတိုက်ဒီစမ်းနတ်တွေကတော့ခရတောင်းပန်ရတဲ့ခရနဲ့တောင်းပန်တယ်စာလို့ပြောရင်ပိဋကရဲ့ဓမိကဥပဒကာကြီးနတ်ယထာ6ဆင်းဆိုင်နေတာကိုသူကိုယ်တိုင်မြင်ရပြီတဲ့အဲ့ဒါဂတိနမိတ်ခေါ်တယ်ဘာနမိတ်လဲအဲ့ဒါတခါကြီးကဒီနတ်တွေတော့အနောက်ဆက်လာပေးနေပြီငါမှတရားနာနေတယ်အဲ့တော့ तू ပြောလိုက်တယ်ပရိသတ်ရဲ့နတ်တွေကိုခဏနေကြပါအောင်ဘုနတ်သားကျုပ်တို့နတ်ထားပေါ်လိုက်စမ်းခဏနေကြပါအောင်အဲ့ဒီလိုစိတ်ထဲကပြောလိုက်တဲ့စကားကနှုတ်ကနေထွက်သွားတယ်တဲ့နှုတ်ကနေထုတ်လိုက်တော့တတိပဌာနာသုတ်တန်ကြီးကိုရွတ်နေတဲ့တန်ဃာတော်16ပါးကဟဲ့တို့ရွတ်နေရင်ခဏနေပါအောင်လို့ပြောတော့ငါတို့ကိုတားတာထင်တယ်ဆိုကိုရိုလေးတစ်ပါးနဲ့ဒုက္ကုတ်ပြီးတော့ကိုရိုရှက်လိုက်ကြသမ်းဆိုရှက်လိုက်ပေါ့အဲ့လိုရလိုက်တဲ့အခါကျတော့ရေသတ်တွေသားတွေသမီးတွေကဘုန်းကြီးတွေလည်းရက်သွားအောင်အနာအောင်လာရတာပေါ့ဘာဖြစ်လဲအဖေမသိဘူးအနာအောင်လာပြီးတော့သားသမီးတွေကအမလေးငါတို့အဖေကအရင်တော့ကဆိုရင်တရားနာရတာရောက်ရဲတယ်တင့်တိမ်တယ်လို့ကိုမရှိဘူးတော်ပြီလို့ဘယ်တော့မှမပြောဘူးအခုရက်ခိုင်းတယ်ခဏနေအောင်လို့ပြောနေတယ်အဖေဟာသေဂာနိကာလမှာတခါမှမပြောဘူးတဲ့စကားတွေပြောမတားဘူးတဲ့တရားတော်တွေကိုတားနေတယ်သူတော်ဘာပိတ်ပင်တားမြင်တာတော့မှမကြိုက်တဲ့ပုဂ္ဂိုလ်ကအခုတရားတားနေပြီဩလောကကြီးထဲမှာသေရမယ်ပဲကြုံလာရင်မကြောက်တဲ့သူဘယ်သူမှမရှိပါလားဆိုပြီးတော့အဲ့ဒါသားတွေသမီးတွေကပြင်းနေဝိုင်းပြီးတော့တခါတော့អော်ပြီးတော့ငိုရောဝတ်သေးကနီးနေဝိုင်းအောင်ပြီးတော့အောင်ကိုတဲ့အခါကျတော့စဉ်းစားကြည့်ပေါ့ဘေးသားရဲ့ဒီအိမ်မှာလူမမာကြီးရှိနေတယ်ဘုန်းကြီးတွေပင်ထားတယ်ဘုန်းကြီးတွေကြွနေတဲ့အချိန်မှာဒီသားသမီးတွေအောင်ကိုပြီးတော့နေတာကိုဘုန်းကြီးတွေကဒီတိုင်းထိုင်နေလို့ကောင်းမလားမကောင်းတော့ဘာလို့ရမလို့ပြန်ပေါ့ဟုတ်တယ်မဟုတ်လားသားသမီးတွေလောက်ကြွညံနေတယ်ငိုနေတဲ့ဆိုဘုန်းကြီးတွေကသူများကိုယ်တိုင်ထိုင်ကြည့်နေလို့အရှင်ပြေပါမလားအဲ့တော့ဘာလို့ရမလို့ပြန်သွားပြီကိုတော်တွေကြွသွားပြီကိုတော်ပြန်ကြဆိုမလေးဟိုကောင်မှတက်နေပြီဟိုမှာခြေမချိုးနေပြီလာမင်းမကောင်းကိုတော်ကြီးပြန်ကြဆိုကိုတော်16ပါးပရိသတ်ဇေတဝန်ပြန်သွားပြီဘယ်ပြန်သွားလဲဇေတဝန်ပြန်သွားပြီတဲ့ပရိသတ်တွေအဲ့တော့သာသမီတွေငိုယိုနေတဲ့သံဃောဓမိကဥပဒကကြီးကြားတော့မှဟဲ့မလေးနင်တို့ဘာဖြစ်လို့ငိုနေတယ်ဘယ်နဲ့ကိုတော်တွေပဲရောက်ကုန်တယ်16ပါးဝိုင်းနေတယ်မသိဘူးလေအဖေကနေပါအောင်လို့ပြောတော့တားတာပိတ်ပင်ထားတာမဟုတ်လို့ကိုတော်တွေလည်းဆက်မရွတ်တော့ပဲနဲ့သမီးတို့ဝိုင်းကိုတော့ဘုန်းကြီးတွေလည်းပဲပြန်ကုန်ပြီဖေရဆိုတော့ဓမိကဥပဒကာကြီးကဩနင်တို့နဲ့ငါဘုန်းကြီးတွေကိုတားတာမဟုတ်ဘူးနတ်တွေကိုတားတာအဖေကလည်းပောက်ကရလျှောက်ပြောတယ်ဘယ်မှာလဲနတ်
mà lên là cao nghề màတွေ့u béတွေ့mà bây tôi đâuတွေ့là mấy chuyện nào mà một về này đại ca ýတွေ့là mấy chuyện biết đâu à về đại ca này cả là mà cái ông sau gia đình này biểu này ra là mà hậu phú mà đánh biểu này ra bây giờ hậu tâm ý này không mà ban ra để sẽ về bán đi sẽ về bán công đi trao mi rồi cái ngã bia nãy bây giờ nãy là cháu xin sai đã nhớ đâu mà đi u ngã miên này à ngã miên xí đấy mà cái đi này mình thế này đấyအဲ့တော့ဓမ္မဟဲ့နင်တို့လည်းတရားနာထားတဲ့ပုဂ္ဂိုလ်တွေပဲအဲ့တော့ငါမေးပြရတယ်နင်တို့နတ်ပြည်6ထပ်မှာဘယ်နတ်ပြည်ကအကောင်းဆုံးနတ်ပြည်လဲလို့မေးတော့သားတွေသမီးတွေကဘယင်းသားရဲ့တပြိုင်နက်ဖြစ်တဲ့တုတိတာနတ်ပြည်ပါဖေးရဲ့ဟုတ်တယ်တုတိတာနတ်ပြည်ဆိုတာဘုရားလောင်းနေတယ်ဘုရားလောင်းရဲ့မေတော်တွေနေတယ်ဘုရားလောင်းရဲ့ခမဲတော်နတ်သားတွေနေတယ်အဲ့တော့တုတိတာနတ်ပြည်သားလည်းအကောင်းဆုံးနတ်ပြည်ပဲအဲ့ဒါဆိုလို့ရှိရင်ကြည့်ငါတုတိတာနတ်ပြည်ကိုသွားမယ်ဆိုတဲ့ကြောင့်ငါကောင်းငင်မြောက်လို့ငါသွားမယ်တုတိတာနတ်ယထာယထာဥခေမှာဒီပန်းကုန်းစိတ်စေတတိလို့ပေးတဲ့မြောက်ပြီးတော့ပြစ်လိုက်တာပန်းကုန်းအောက်ပြန်ကြမလာဘူးတဲ့ပန်းကုန်းလေးဒီတိုင်းလေးပဲသို့တော့နတ်ယထာကိုသူတို့မမြင်ရဒီတိုင်းပဲကောင်းတယ်အဲ့ဒါဘယင်းသားတွေအဲ့ဒါကြည့်တော့ဟာပန်းကုန်းပြန်ကြမလာဘူးဟုတ်တယ်ထင်တယ်ဟုတ်တယ်ထင်တယ်မဟုတ်ဘူးဟုတ်တယ်ချိန်နေတာကဲဒီတော့ဘယင်းသားတွေဓမိကဥပဒကကြီးကမှားတဲ့သားတို့သမီးတို့မင်းတို့ဘာမှမစိုးရင်ညာလေငါတရားနဲ့နေခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်မင်းတို့လည်းတရားနှလုံးကျင့်သုံးပြီးတော့အလူရဲဆက်လက်နဲ့မကွာတရားနှလုံးကျင့်သုံးပြီးတော့နေသွားကြပါငါနောက်ကိုလိုက်ခဲ့ခြင်းငါလုပ်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ငါဆုံးမတဲ့တကားတွေကိုမင်းတို့လိုက်နာကျင့်ကြံပြီးတော့လိုက်ခဲ့ကြပြီတော့လို့သားသမီးတွေကိုပေးတိုင်းနောက်ဆုံးစကားပြောပြီးတော့သုတိစိတ်ကြလို့အဲ့ဒီဓမိကဥပဒကကြီးသေသွားပါတယ်သေချင်းတုတိတာနတ်ယထာဘောမှာလှဲအစီ60လောက်တိုက်ရတဲ့ယရဏမျိုးစုံဆင်းရဲတဲ့ခန္ဓာကိုယ်ကြီးကတော့3ခါဟုတ်ပမာဏရှိတဲ့နတ်သားကြီးသွားဖြစ်တယ်တဲ့သူနေရမဲ့ဗိမာန်ကြီးက25ဥဒနာရှိတယ်ရွှေဗိမာန်ကြီးတဲ့နတ်သမီး1000ချာယံရှိတယ်တဲ့နတ်ပြည်မှာနတ်စိစိတ်တွေခံစားနေတာသွားပြီပရိသတ်တို့တို့ပြောနတ်ပြည်ရောက်သွားဘယ်ရောက်သွားလဲသေကံကြီးမှာခဲ့တယ်မဟုတ်လားငါနောက်ကိုလိုက်ချင်ငါလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့လိုက်ခဲ့ကြလို့မှာခဲ့တဲ့စကားအတိုင်းပဲပရိသတ်သူသားသမီးတွေကလည်းသူ့ဖေးကုသိုလ်ကောင်းမှုတွေလုပ်တဲ့အတိုင်းအကုန်လုံးလိုက်နာကျင့်သုံးတို့တို့ပြောတန်ဃာတွေကြောင်းရောက်သွားအောင်မြတ်စွာဘုရားကဟဲ့ချက်သားတို့ပြန်လာတာဆောလာကြီးလားဘယ်လိုလဲဓမိကဥပဒကကြီးနှုတ်ဗတရားဟောခဲ့တယ်ဟောပါဗျာတတိပဌာနာသုတ်တန်နာကြခြင်းနဲ့ဆိုလို့တတိပဌာနာသုတ်တန်ကြီးဟောနေတဲ့တန်လာမှာပဲဒကာကြီးကတပိတော်တို့ကိုအလိုမရှိတော့ဘူးထင်တယ်ဗျာနေကြအောင်လို့တားတယ်ပြီးတော့သူသားသမီးတွေတဲ့ငိုယိုနေတာနဲ့တပိတော်တို့ပြန်လာပါတယ်မြတ်စွာဘုရားလုံးဘုရားရှင်ကိုရမကိုလျှောက်ပြီးတော့ဒီဒကာကြီးဟာကြည့်တော့မယ်တရားရှိမလို့နဲ့ဗျာတရားရှိမလို့နဲ့သေကံဒီမှာကြောင်6ချားတွေပြောပြီးတော့ဗျာဘယ်လိုဒကာကြီးလဲမသိဘူးဆိုတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကချက်သားတို့ဒီလိုမပြောနဲ့တဲ့ဒီတကာကြီးကချက်သားတို့ကိုတားတာမဟုတ်ဘူးနတ်တွေကိုတားတာနတ်တွေတပိတို့လည်းမတွေ့ခဲ့ဘူးဗျာဘယ်တွေ့မလဲသွားတဲ့တန်ဃာတွေကပုထုဇဉ်တန်ဃာတွေကိုအရိယာမဟုတ်ပဲနဲ့အရိယာတန်ဃာဆိုတော့တွေ့ရတယ်ဒီဘက်စကုနဲ့ကြည့်အဲ့တော့မင်းတို့ဒီတကာကြီးကနတ်ပြည်ကနတ်ရတာ6ဆင်းဆိုင်ပြီးတော့နတ်တွေအလူရဲ့ခါရတောက်မှန်ပြီးတော့ခေါ်နေတယ်ဒါဖြင့်မြတ်စွာဘုရားတဲ့ဒီတကာကြီးဘယ်ပုံရောက်သွားပါတော့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကတုတိတာနတ်ပြည်မှာတကာကြီးနတ်စည်းစိမ်တွေခံစားပြီးတော့နေရပါတယ်လို့ဘုရားရှင်ကိုရောမြတ်ကဖြေကြားတော်မူပြီးသည့်နောက်မှာဣဒာမောတတိပိစ္ဆာမောတတိကတပုံညောဥပယထာမောတတိသောမောတတိသောပမောတတိဒိဋ္ဌဝကမ္မဝိသုဒ္ဓိမတ္တနောဘိက္ခွေဟံတော်များဥစ္စေသတို့ကတပုံညောပြုအပ်ပြီးသောပြုအပ်ပြီးသောကုသိုလ်ကောင်းမှုရှိသောသူသည်ဣဒယခုပြစ္ဆုတ်ပံဘဝမှာလည်းပဲမောတတိမွေလျော်ရ၏ပစ္ဆတမလွန်ဘဝ၌လည်းပဲမောတတိမွေလျော်ရ၏ဥပယထာပြစ္ဆုတ်ပံတမလွန်နှတံသောဘဝ၌မောတတိမွေလျော်ရ၏အတ္တနောမိမိကာမဝိသုဒ္ဓိကောင်းမှုကံဤစင်ကြယ်ခြင်းကိုဒိဋ္ဌဝါပြန်ပြီးတော့မြင်ရ၍သောထိုသူသည်မောတတိမွေလျော်ရပါ၏သောထိုသူသည်ပမောတတိအလွန်ကိုဝင်မွေလျော်ရပါ၏သည်လို့ဘဂဝါဘုန်းတော်6ပါးတည်းဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းစွာမဲ့သွေမိန်ကြားတော်မူလိုက်ပါပေတည်း
Kata baunya kudu kamu sida pokok dia biada di bawah malah benet wala wama tata sesuai lala dan dia le ko dia ko nalong tu biro bawah dato kalau piang tu biro nau malah kalau kene kudu kamu dia piang tu biro lupa waga padu ada asyik ahong biada dah yang pada mimpi itu sudah ada biro dia loga jai ngamane atau semene atau music padu apa ye jide papa apa ye jide di mana amat budu Nabi yang lebih atau jenis kau mesti lo, alih Allah wa mesti lo lah. Ada lubi yang lebih mah amat tahu Nabi yang lebih nasi sekan Nabi lo dah buat orang lah. Yang lubi yang tahu tadana ne jono mah beda. Ye ne mana long tada mah dia si awak ni doa ba, pasi awak ni doa ba. Nane yang ne mah bide bu, yang ne mah bide bu, pan yang ne mah bide bu, terbawa kau ne yang ne mah bide bu. Tamadana dia tak boleh wene yone mabi debu, janji tu dah sesan yone mabi debu, dia atau apa? Lubi kami ada cara mana Nabi di parami parama, bo, Nabi kan esar lo, Nabi tada, Nabi di parami parama, bo, parami miode saibio cecabu, aku yang tani de, lulo kaji mah, bayi dai, tada lo. Di dialog atau tena, dua level lu sudah sawo ni silam siula. Acai pai miro, balu miro le. Siu seraji biar dulu tamat tekudo, sema sekudo mat daya kudo daya, tamat mai tekudo ya. Ma daya ni doa bulu biar dah, mana ni doa bulu biar dah. Daya solai ba daya masih ngamene, daya mati ngamete. Daya sibu ati syapwe Daya alau atau bazole Daya masih ngamene Daya mati ngamete Daya sibu ati syapwe Daya alau atau bazole Deti do me ayandamo bodhina hisabati do Dena tabe dukhayantu sana aitha tamengino Bodhina arantasu Dayamu gai tu nai memyen Khorama Phaya Shin thi Ahithapati do thangarain peya pyapya tata thikayo soye hoja atho ayandamo Dhammika Upa Taka Wutulo Khoso Atte Daya Shimeshi Dane Chilu Ami Beta Dhammagata Dedanaro Myako Memayangati Dedito Dodaga Dagamada Dwe Tise Mase Chinja Naijavade Iene Pshin Kaunza Matwe Hocharo Muge Babebi Tena Toto Sibu Dhammadana Dhammadavana Bhavana Maya Punya Kriya Kudo Chuchao Tabi Jime Udo Lo Zongondo Sana Dhyana Yaula Paumya Swadodi Eda Tamengino Mimiru Adi Aloshia Dauda Ado Eda Megala Jatayi Pyapya Doni Piso Nyagoni Pshiyue Dukhayantu Yanega Sa Nibbam Yaujati Bhawa Tai Ao Sai Shue Lan Yue Jan Jan Mama Chan Chan Tata Shido Munai Jaba Se Gong Tati